လာပါဒီဗီဒီယိုမှာဆိုလို့ရှိရင်တော့ကျွန်တော်ဒီ Viber account လေးဖုန်းအဟောင်းနေဖုန်းတွေကိုပြောင်းတဲ့အခါကျလို့ရှိရင် chat history တွေ data တွေပါအောင်ဘယ်လိုမျိုးပြောင်းအောင်လဲဆိုတာကိုကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်ဒီနည်းက 100% working ဖြစ်တဲ့နည်းပဲဖြစ်ပါတယ်ဆိုတော့ဒီနည်းမှာလိုအပ်ချက်ကလေးနှစ်ခုတော့ရှိတယ်ပထမတစ်ခုကကြတော့ဒီ Viber account ကို bucket ခံထားမယ်ပေါ့နော် bucket ခံတဲ့နည်းကိုမသိသေးဘူးဆိုလို့ရှိရင်တော့ကျွန်တော်ဗီဒီယိုတစ်ပုဒ်ထပ်ပြီးတော့တင်ပေးပါမယ်နောက်ထပ်လိုအပ်ချက်တစ်ခုကကြတော့ဒီ bucket ခံထားပြီးပြီ okay နံပါတ်1အဆင့်ပြီးပြီဆိုလို့ရှိရင်နံပါတ်2အဆင့်ကကြတော့ဒီ Android to Android iOS to iOS ပြောင်းရမယ်ပေါ့နော်အဲ့လိုပြောင်းမှာပဲကျွန်တော်ဒီ chat history တွေ data တွေအကုန်လုံးကပါမှာပဲဖြစ်ပါတယ် Android to iOS လည်းမရဘူး iOS to Android လည်းမရဘူးเนาะ okay ဟုတ်ပြီအဲ့ဒါတွေနှစ်ချက်စလုံးပြည့်စုံသွားပြီ Android to Android iOS to iOS ပြောင်းတော့မယ် bucket လေးခံပြီးသွားပြီဆိုလို့ရှိရင်ဘယ်လိုဆက်လုပ်ရမလဲဆိုတာကိုကျွန်တော်ရဲ့အိမ်မှာဒီအိမ်ရောက် base လာအပ်သွားတဲ့ client ရန်တယောက်က screen record video လေးကိုကျွန်တော်တက်ချပေးမှာဖြစ်ပါတယ်အဲ့ဒီ video လေးကိုကြည့်ပြီးတော့ဒီချားလေးလိုက်လို့မယ်ဆိုလို့ရှိရင်တော့ account ကဒီ chat history တွေပါအောင်ပြောင်းလို့ရမှာဖြစ်ပါတယ်ဒါကကျွန်တော်ဖုန်းအတင်เนาะဒါကကျွန်တော်ဖုန်းအဟာဟုတ်တယ်လားဟုတ်ပြောထားတဲ့စာဒီပါအောင်ဒီက skip ဒီက scan QR code ကိုနှိပ်ရမှာ scan QR code ကိုနှိပ်ပြီးရင် setting ကိုနှိပ် location ဖွင့်ပြရမယ်သူက location တစ်ချက်နှိပ်ပြီးတော့ရှင် password scan QR code ကိုထပ်နှိပ်ဒီဘက်မှာကအဟောင်းမှာက scan ပေါ်ပြီးတော့အတစ်မှာ scan ဖတ်တာပါမှာဒါလေးကိုအခု scan ဖတ်လိုက်လို့ရှိရင်ဒီဘက်မှာဖုန်းအဟောင်းမှာ accept နဲ့ decline နှိပ်ပြရတယ် accept ကိုနှိပ်လိုက်လို့ရှိရင်ဖုန်းအတစ်ထဲကိုရောက်သွားတယ် approve device ဒီမှာ pin က pin နှိပ် confirm နှိပ်မယ်ဒီဒါဆိုလို့ရှိရင် restore check က 99% transfer complete ရပြီ okay ဒါဆိုရင် next ကိုနှိပ်လိုက်မယ်only this time ရွေးမယ် allow လုပ်မယ် maybe data လုပ်မယ် next ကိုနှိပ်မယ်ဒါဆိုရင်ဒါဖုန်းအဟောင်းကထွက်သွားပြီးတော့ဖုန်းတစ်ကိုဝင်လာပြီအဲ့ဒါဒီထဲမှာမရှိတော့ဘူးလားဒီထဲမှာမရှိတော့ဘူးဒါကဟိုကစာဒီပါအောင်ကူးတာပေါ့နော်